Tech Brother ပြောပြမယ်။ Internet ချိတ်တဲ့အခါ IP address ပြောင်းလို့ရတယ်ဆိုတာသိကြပါမယ်။ဘယ်တော့မှမပြောင်းလဲနိုင်တဲ့သင် device ရဲ့ထာဝရအမှတ်အသားတစ်ခုရှိတယ်ဆိုတာသိပါသလား။ဒါက MAC address Media Access Control Address ပါ။ MAC address ဆိုတာသင်ဖုန်း laptop router တွေက network card မှာစက်ရုံကလေးကထည့်ပေးထားတဲ့ fingerprint လိုမျိုးပါ။စနှလုံးပါတဲ့ဒီနံပါတ်ကို AA BB CC DD EEFF လိုမျိုးပုံစံနဲ့ရေးတယ်။ IP address ကသင်နေတဲ့အိမ်လိပ်စာပြောင်းလို့ရတယ်ဆိုရင် MAC address ကသင်ရဲ့ NRC လိုမျိုးဘယ်တော့မှမပြောင်းလဲဘူး။ဒီအချက်ကိုသိထားရင်ဘာဖြစ်လာမလဲ။အိမ်မှာ Wi-Fi ကိုဘယ်သူတွေချိတ်ထားလဲဆိုတာ router ထဲဝင်ကြည့်ရင် MAC address နဲ့ခွဲခြားလို့ရတယ်။ MAC filtering ဆိုတဲ့လုံခြုံရေးစနစ်ကိုသုံးပြီးကိုသတ်မှတ်ထားတဲ့ device တွေပဲ Wi-Fi ချိတ်ခွင့်ရှိအောင်လုပ်လို့ရတယ်။ဒီလိုနေ့စဉ်သေးသေးလေးတွေသိထားရင်သင်အိမ်ကွန်ရက်ကိုပိုလုံးကျောင်းအောင်စီမံနိုင်လာမယ်။ Advantage MAC address ကိုသိရင် network security မြင့်တင်လို့ရတယ်။ခိုးသုံးတဲ့ device တွေကိုဖော်ထုတ်လို့ရတယ်။ Disadvantage MAC address ကို software နဲ့ spoofing အတုလုပ်လို့ရတယ်။ဒါကြောင့် MAC filtering တစ်ခုတည်းကိုအားမကိုးတင်ဘူး။တနေ့9မိနစ်တပတ်3ချိန်တစ်နှစ်ဆိုနိုင်ပေါင်း130လေ့လာပြီးသား။